ပါဖို့တဲ့ဒီဥပဝဟန္တိတိဥပဝဟိတိဥပဝရောဒီတော့အဲ့ဒီတော့မှာခြေတော်ကျုပ်ရေးပြီးဘူးလားဘယ်လိုရေးထားသေးလဲမရေးရသေးဘူးလားဝဇဝတဝါဒီနဘုရားဝတ္တာတိယောဂဝိပါကေနဩတ္တံတဲ့နော်ဒါလေးကိုမြင်နေတာဘဝဒီမေခွန်းလေးရေးလားဝဇဝတဝါဒီနဘုရားဝဇဝတဝါဒီနဘုရားဝတ္တယေတုဏယောဂဝိပါကအကျိုးလို့ရေးလိုက်ကြည့်တော့ဘုသိတယ်ဆိုရင်နော်ယောဂဝိပါကအကျိုးဝဇဝတဝါဒီနဘုရားဝတ္တယေတုဏယောဂဝိပါကအကျိုးဝဇဝတဝါဒီနမုဂ္ဂရောဝတ္တယေတုံ၌ယောဂဝိပါကအကျိုးယောဂဝိပါကနဲ့ပုတ်တံပူပြရဲ့အကျိုးရှိပါတယ်ဒါကိုရေးရမှာပါပဲပုံစံ6ပြပါဆိုဘယ်လိုထားမလဲဥပဟုံလို့ဒါပဲနော်ဥပဟုံလို့ပုံစံ၌ဥပိကချင်းအကျိုးရှိပါသည်ဒါလေးပဲရေးရမှာပေါ့အောက်ကလေးကိုကြည့်ရအောင်အာဒနာနာမိတိကိမတ္တတတောတဏ္ဍတောအဲ့ဒီအောက်ကဦးဇင်းတို့ဂဟိတံမဟိတံတိအာတိတုပနာဣကာရာခမေနဗျာဝဟိတတာနဘဝတိအဲ့ဒါလေးပြည်နေခွင့်ထားပါဂဟိတံမဟိတံစတဲ့ပုံစံတွေမှာတဲ့ဣကာရာခမေနဣကာဘုံဒီဗျာဝဟိတတာအဲ့တော့လည်းဘယ်လိုပြောဘူးလဲခြားဝေတိဖြစ်ကြောင်းဒါဆိုရင်ဦးဇင်းတို့ဂဟိတံမဟိတံလို့ပုံစံတွေမှာတပည့်တော်ဟာမပြဝခြင်းအကြောင်းလို့မေးရင်ဣကာဘုံမှာဖြစ်လို့လေခြားဝေနေတော့ကြောင်းဒါမေးခွန်းလေးကြည့်ရအောင်ကနေဂဟိတံစသည်တို့၌ဤတုတ်ဖြင့်မစီရခြင်းအကြောင်းဂဟိတံစသည်တို့၌